မျိုးတစ်မျိုးရဲ့ signature မုံမယ်နော်ဥပမာကိုပေါ့တို့မန္တလေးဆိုရင်နော်ထုံမုံအဲ့လိုမျိုးပေါ့နော်မျိုးတစ်မျိုးရဲ့ signature မုံမယ်နော်ကိုပေါ့တို့အရင်တော့အဲ့လိုခီးသွားပါညာဆိုတော့မှအဲ့လိုဝဲလာပြီးတော့လက်ဆောင်တွေပေးတယ်နောက်ပိုင်းတော့ပြီးတော့မသိကြအောင်ဆောင်လိုက်တယ်ဈေးကြီးလို့ရွှေပစုံထုံမုံမဟုတ်ဘူးငလေးလောက်ကြအောင်အာချူခဏလေးနော်ငလေးလောက် ရေးကြပါတဲ့နှလုံးစိတ်ဝမ်းနေကြတာပါစေနမောဗုဒ္ဓတာ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 ပါအရှင်ဘုရားဤတော်မြူရမြတ်ဘုံညာကိုကြည်ထားမြင့်ခေါင်မြင့်မို့တောင်ဥမကကျူတာကျေးဇူးအရှင်မွေးမိခင်နဲ့ဖခင်တို့အားရညာပါစေအမြဝေဤမသွေနေစာဤကာယကိုစောင်းထားပေတဲ့ကိုဆောင်နဲ့လေမလက်စေရပေဝေငါဤမိန်တာဆွေညာယူတော်မူကြပါကုန်လောသာဓုသာဓု
အခုထက်လုံနေတာစနမထောက်တော့အခုထက်လုံနေရ9နာရီခွဲတော့တစ်ခါလုံတယ်အခု9နာရီ28မှာထပ်ပြီးတစ်ခါထပ်လုံနေတယ်အကျဉ်းရွယ်တော့9နာရီခွဲတော့လုံတာတိလိုက်ကြသေးတာမသိဘူးဖျားကန်ထဲမှာနေတော့ရှိသေးထိုင်းနေတော့ရှိသေးရဲ့တားကိုအကျဉ်းရွယ်လှုပ်သွားလိုက်တာကိုဘူးဂျိုင်းနေကိုထပ်ပြီးတစ်ခါထပ်လုံသေးရအားလုံးယူစိတ်ကြပါလို့ငနေရဲ့အကျဉ်းသားကြီးပဲပေါ့နော်အကျဉ်းလှုပ်တာပါလို့别打你娘呀！